လွယ်ကူပြန်ဆောင်နိုင်မှုရာလူတွေကဘာကတကယ်ချာနာခတ်လက်ခနာတော့တတိယမိမှာပါတငယ်ချင်းတွေပေမလေးငါကတန်တာယုံအဲ့ဒီထက်ပေါ်ငိုနေလို့လည်းမထူနိုင်တဲ့ခါစာတင်နေကြတယ်ကြောင့်ကိုပြန်မြင်အောင်ကြည့်တော့ဒီနေ့အလွန်နဲ့ဝမ်းနေပြီပြန်နေအဲ့ဒီချိန်တိတ်တုံးကရောက်မချေဖြူတဲ့ဒုစိတ်တွေခုတော့လေရာရာအားလုံးပြောင်းလဲနေဒီနေ့ပြန်တွေ့တော့တွေ့မှာပါလောကကြီးရဲ့တောင်တနေရာတော်ဝင်ကိုစစ်ချေပြောင်းနိုင်ဖို့ထမ်းရွယ်ကြတဲ့အချိန်တိုင်းမှာကိုချိုးလဲရှိစေကွာ